အားလုံးပဲမင်္ဂလာပါ Fine ကို channel ကကြိုဆိုပါရစေဒီနေ့မှာတော့ UFC 322ရဲ့ခေါင်းပွဲဖြစ်တဲ့ Islam Makhachev နဲ့ Jack Della Maddalena တို့ရဲ့ပွဲကြောင်းကိုပြောပြသွားပါမယ်ဒီပွဲကလက်ရှိ Welterweight Champion Jack Della Maddalena က Lightweight ရဲ့ Champion Islam Makhachev ကို Champion ကာကွယ်ပွဲအနေနဲ့ထိုးရမှာဖြစ်ပါတယ်လောလောဆယ်မှာ Islam Makhachev ဘက်ကတော့ JDM ကို short တော့ထားပုံပါဒီပွဲနိုင်ရင် Ilia Topuria နဲ့ထိုးဖို့အတွက်ပါစကားပြောဆိုမှုတွေရှိထားပါတယ်ဒီဗီဒီယိုမှာကျွန်တော်အဓိကပြောချင်တာကလည်း Islam Makhachev အနေနဲ့ JDM လို့ World Champion တယောက်ကိုလုံးဝ short တော့ထားလို့မရဘူးဆိုတာပါ Jack Della Maddalena ကို1996ခုနှစ်စက်တင်ဘာ10ရက် Australia နိုင်ငံ Perth မြို့မှာမွေးဖွားခဲ့တာပါလက်ရှိအသက်အရွယ်က29နှစ်ပဲရှိသေးတာဆိုတော့အကောင်းဆုံးချိန်မှလို့တော့ပြောလို့ရပါတယ် JDM ရဲ့ professional MMA record မှာဆိုလို့ရှိရင်ပွဲ20ထိုးထားပြီးတော့2ပွဲပဲရှုံးထားပါတယ်ကျန်တဲ့18ပွဲကိုတော့ခုချိန်ထိရှုံးပွဲလုံးဝမရှိသေးပဲတောက်လျှောက်နိုင်ထားတာပါသူနိုင်ထားတဲ့အထက်မှာထိန်တန်းဖိုင်တာဖြစ်တဲ့ Gilbert Burns ကို KO နဲ့နိုင်ထားတယ်နောက်ပြီးတော့ Belal Muhammad လို့ champion ကိုအကွဲပြဲဖြစ်အောင်ထိုးပြီးတော့ Welterweight champion ဖြစ်လာတဲ့သူတယောက်ကို short တော့လို့မရတာတော့အမှန်ပဲstriking landed per minute မှာဆိုလို့ရှိရင် rating 6.840 ရှိပြီးတော့ striking တိကျမှုမှာ 52% ရှိပါတယ် JDM က BJJ black belt အဆင့်ရရှိထားတဲ့သူပါ UFC မှာ Randy Brown ကိုပထမချိန်မှာ submission နဲ့အနိုင်ယူပြထားတာလည်းရှိပါတယ်အဲ့ဒါကြောင့်ပြောရရင် striking ဘိုင်းမှာရော ground ဘိုင်းမှာပါ short တော့လို့မရတဲ့သူပါ Islam Makhachev ရဲ့အဓိကအားသာချက်ကတော့ wrestling နဲ့ grappling skill ပါဒါပေမဲ့အခုသူထိုးရမှာက lightweight power မဟုတ်ပါဘူး welterweight power ကိုကစားရမှာပါ JDM ကပွဲပေါင်း20မှာ12ပွဲကို KO TKO နဲ့နိုင်ထားတဲ့သူပါအဲဒါကြောင့် Islam Makhachev အနေနဲ့ JDM ရဲ့လက်သီး power ကိုတော့ short တက်ထားရင် Ilia Topuria နဲ့စောက်ထားတဲ့လေတဲ့အိမ်လေးကတော့ပြတ်သွားမှာအသေးကြပဲနောက်ပြီး JDM ရဲ့ takedown defense ကလည်း 70% နီးပါးထိရှိပါတယ်အဲဒါကြောင့် Makhachev အနေနဲ့လွယ်လွယ်နဲ့တော့တိတ်တောင်းရမှာမဟုတ်ပါဘူးအကယ်၍သာ JDM အနေနဲ့ ring အလယ်မှာပဲထိန်းထားနိုင်တယ်ဆိုရင် Makhachev အတွက်တော့ဒုက္ခရောက်သွားနိုင်ပါတယ် Jack Della Maddalena အနေနဲ့သူ့ရဲ့ရှုံးမမရှိမှတ်တမ်းကိုဆက်ထိန်းထားဖို့နဲ့ Champion ခပတ်ကိုကာကွယ်ဖို့အတွက်အကောင်းဆုံးကြိုးစားလာပါလိမ့်မယ် Islam Makhachev အနေနဲ့ JDM ကို short တက်ထားမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ MMA တက်တန်းတစ်လျှောက်မှာအကြီးမားဆုံးသောအမှားတော်မှာဖြစ်သွားနိုင်ပါတယ်။ Makhachev အနေနဲ့ JDM ကို short တက်ထားတဲ့အပေါ်မှာညီကိုတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲဗျ။ comment မှာမှတ်ချက်ပေးကြပါဦး။အခုလိုမျိုး MMA နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါအောင်လို့ဒီညနေပြီးတော့မှတောင်းဆိုချင်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ရှိပါတယ်။